အားလုံးပဲမင်္ဂလာပါ for master ရဲ့တင်ဆက်မှုကနေကြိုဆိုပါရစေဆိုတော့ဒါကဖလားပြိုင်ပွဲရဲ့ရှုံးထွက်အဆင့်ပွဲစဉ်ပေါ့နော်ဆိုတော့ရှုံးထွက်အဆင့်ပွဲစဉ်ကစုစုပေါင်း32သင်းဆိုတော့16ပွဲကစားမှာအခုဒါဒုတိယပွဲမှာဂျပန်ကဘရာဇီးကိုအန်တုဖို့ကြိုးစားရင်ရင်ဆိုင်မှုကြိုးစားရင်နောက်ဆုံးမိနစ်အသေးခွဲကိုမာတင်နယ်လီရဲ့ကိုနဲ့ရှုံးသွားတယ်ဘရာဇီးအသင်းကတော့ဒီပွဲနိုင်တဲ့အတွက် round of 16ကိုတက်ရောက်သွားခဲ့တယ်ဂျပန်အသင်းကဒီပွဲမှာဥဆောင်ကိုရတယ်အဖွင့်ကိုသူတို့သွင်းနိုင်ခဲ့တယ်ဒီဘရာဇီးကွင်းမှာဘောလုံးအပြတ်ကနေပြီးတော့ဆန်တို့တောက်လျှောက်ဆွဲပြေးပြီးတော့ဒီအဝေးတိုင်း low drive နော်အနေအပြင်ကန်သွင်းသွားတယ်ပေါ့အဲ့ဒီကိုနောက်ပိုင်းမှာဘရာဇီးကဂျပန်ကိုဒုက္ခပေးဖို့ကြိုးစားတယ်ကျွန်တော်မြင်နေရတာပဲနေမျိုးစုံနဲ့ကြိုးစားတာပဲဒါပေမဲ့ပထမပိုင်းပြီးသွားတယ်အဖြေရှာမတွေ့ဘူးပေါ့နော်ဘရာဇီးဂျပန်ကိုထိုးဖောက်ဖို့အတွက်လမ်းကြောင်းရှာမတွေ့ဘူးအဖြေရှာမတွေ့ဘူးနောက်ဆုံး Vinicius Junior isolated ဖြစ်နေတာဆိုတော့ကျွန်တော်မြင်ရတယ်Vini တော့မှရုန်းကန်နေရတယ်နာဒစ်ကွန်ညာလည်းရုန်းကန်နေရတယ်ဆိုတော့ဘရာဇီးကဖြတ်တင်ဘောတွေပေးတယ်အဝေးကန်ချက်ဒီကန်တယ်ပေါက်စတဲကိုတိုးဝင်ဖို့ခန့်နေတယ်ဘောလုံးထိကျလောက်ပဲရှိပြီးဘာမှဆက်မဖြစ်ဘူးဆိုတာမျိုးတွေလည်းတွေ့ရတယ်ဂျပန်ခံစစ်ကစူးစီးနဲ့ဖြတ်ထုတ်သွားတာလည်းတွေ့ရတယ်ပြီးတော့ဒီဂျပန်အသင်းရဲ့နေရာယူပုံဂျပန်အသင်းရဲ့ shape တိဆောက်ပုံတယောက်ဖေးမပုံကိုညီပုံပို့ပြီးတော့တူးချင်းရည်သွင်းမြင်တဲ့အသင်းကိုစူးစီးနဲ့ကစားပုံဆိုတော့ဒီအကုန်လုံးပေါ့နော်ဒီပြည်သက်တွေအားလုံးလည်းဂျပန်ကစားတော့ကြိုက်ကြမှာပဲဘရာဇီးကိုလည်းအားမလို့အားမရတွေဖြစ်ဒီကြားဘရာဇီးကွင်းထဲမှာလူကတ်ပကေတာရဲ့အရေးအသွေးကလည်းတဖြည်းဖြည်းနဲ့နိုင်စင်းလာလို့ပဲကာလိုအန်ချယ်လိုတီကလူကတ်ပကေတာအစားပေါ့နော်တခုခုလုံးတင်ပြီလို့ပဲပြောရမယ်နောက်ဆုံးဒီပြင်သစ်ဆန်ဆန်ဒဘယ်ဘက်ဗော့ပေါ့နော်ဒဘယ်ဘက်ဗော့နဲ့တိုက်စစ်ကစားသမား၄ဦးတင်ကစားတာမျိုးပဲဖြစ်ဒီဘက်မှာကစားသွားတဲ့ပကေတာရဲ့ခြေသွားတဲ့ဆိုင်တော့နေမှာကစားတာမှတော်သေးတယ်လို့ပြောအောင်မယ်ဒါတော့သဘောပြောတာပါဒီဂျပန်ကိုလိုအသင်းမျိုးနဲ့ကြစ်လက်တိတ်သေးနေတဲ့အသင်းတစ်သင်းကိုနေမှာလည်းမလွယ်ပါဘူးဒါပေမဲ့ပကေတာအဲ့လောက်ထိညံ့တယ်လို့ပြောကြတာဒီဘရာဇီးကိုကယ်တင်သွားတာကက်ဆမီရိုရဲ့ခြေပါကိုပဲခြေပါကိုကတော်တော်လေးကောင်းတယ်ဒီသူ့ရဲ့ experience ကိုလည်းမြင်ရတယ်ပြီးတော့ဒီအဲ့မတိုင်ငယ်လဲကက်ဆမီရိုကိုမလို့ဖြစ်တယ်နော်ဆိုင်းကိုတော့ပြနေပြီပြီးတော့ယုံကြည်မှုပုံမြင့်သွားတယ်နောက်ဒုတိယပိုင်းမှာလူကတ်ပကေတာထွက်သွားတာလေဘရာဇီးတော့ကောင်းသွားတယ်လို့ပြောရမယ်အသင်းကအဲ့ချိန်မှာပို့ပြီးတော့ဟန်ချက်ညီလာတယ်ပို့ပြီးတော့စီမီယိုနိုင်ဆွဲမြင့်လာဆိုတော့တွေ့ရသေးတယ်ပကေတာတော့ကောင်းချက်ကတော့နောက်ဆုံးဒီကက်ဆမီရိုကောင်းတိုက်သွားတယ်ဂါရီမဂိုင်ဟစ်တင်ပြီးတဲ့ဖြစ်တယ်မို့အရေးသွေးကောင်းသလိုကက်ဆမီရိုကိုယ်တိုင်เนาะဒီဘောလုံးကိုမရမကတိုက်သွားတာလဲတော်တော်ကောင်းတယ်ကျွန်တော်တို့အဲ့မှာလေးကိုကြီးကျွတ်မှာလေးတစ်ခုပေါ့နော်ကက်ဆမီရိုဒီလာနေတဲ့ဘောလုံးကိုတိုက်ဖို့အတွက်နောက်ကိုဒီသူ့ movement လေးပဲခြေလမ်းလေးနှစ်လမ်းဆော့ရတဲ့ movement လေးအဲ့ movement လေးကတော်တော်ကောင်းတယ်အဲ့တော့ကိုကပို့ပြီးတော့လွတ်ကျွတ်ဖြစ်သွားတယ်ရှင်းလင်းဖြစ်သွားတယ်ဒီကိုကတ်မဲ့သူကိုလည်းခွာပြီးသားဖြစ်သွားတယ်ဘောလုံးလမ်းကြောင်းကိုလည်းကွက်တိဖြစ်သွားတယ်အဆောက်အအရာကိုဒီခြေလမ်းနှစ်လမ်းကနော်နောက်ဆိုလိုက်တဲ့ခြေလမ်းနှစ်လမ်းကအဆုံးဖြတ်ပြီးသွားတာတိုက်သွားတာလည်းကောင်းတယ်ပေါ့နော်ဝမ်းဖြစ်သွားတဲ့နောက်တော့ဂျပန်ယုံကြည်မှုနဲ့ကျသွားတာသိတာတယ်ဘရာဇီးကတဖြည်းနဲ့ယုံကြည်မှုတက်လာတယ်ပြီးတော့နောက်ပိုင်းဒီအန်ဒရစ်ဝင်လာတယ်မာတင်နယ်လီဝင်လာတယ်ကစားတာကပို့ပြီးတော့မြိုင်လာတယ်ပေါ့နော်အန်ဒရစ်နဲ့မာတင်နယ်လီဝင်လာတဲ့အချိန်မှာပို့ပြီးတော့မြိုင်လာတယ်မြန်လာတယ်ဂျပန်လည်းနည်းနည်းပြန်ရော့လာတယ်တွေ့ရပါတယ်မနိုင်ပြောရင်တော့ဒီဘက်မှာဂျပန်ကစားတာစိုးစည်းမှုကောင်းတယ်ကြိုးစားအထောက်မှုကောင်းတယ်ဒါပေမဲ့ဘာမကောင်းလဲဆိုတော့တိုက်စစ်မကောင်းထက်မြက်မှုမရှိဘူးတိတ်ပြီးတော့ရှာဖြစ်မနေဘူးခါတိုင်းပွဲတက်စားရင်ဒီပွဲကဂျပန်နဲ့ရော့တယ်ပေါ့နော်ပြီးတော့ရီဆိုတိုဝါနဲ့ဒီနာကမိုရာကိုသူထုတ်လိုက်တယ်ပေါ့နော်ထုတ်လိုက်တာဘရာဇီးကတဖြည်းဖြည်းနဲ့စီးလာတဲ့အတွက်ဒီ win back ကစားနေတဲ့တောင်ပန်ကစားသမား2ဦးကိုထုတ်လိုက်တာကနည်းနည်းတော့ဘရာဇီးကိုပို့ပြီးတော့အသက်ရှူချောင်သွားစေသလားကျွန်တော်ပွဲကြည့်ရင်အဲ့စဉ်းစားနေအဓိကတော့ပုံမှန်အဖြစ်တော့ခန်းစစ်ကိုပို့ကစားနိုင်တဲ့သူတွေထည့်ရမယ့်အချိန်ရောက်ပြီအချိန်ပိုစီသွားမယ်ဆိုတော့ logic ကြပါတယ်ဒါပေမဲ့ကိုက logic ကြသည့်တိုင်ဘရာဇီးအတွက်ကြောက်တော့လေသူတို့အဲ့နာကာမူရာနဲ့ရီဆိုတိုဝမ်ကအကြီးကျယ်ဒုက္ခပြီးတာတော့မဟုတ်ပေမဲ့အနည်းဆုံးတော့ကို full backs တွေပေါ့ဟိုအရှိကိုတက်သွားလို့မရအောင်သူတို့ထောက်ထားတာ哦အဲ့လိုပင်ထောက်ပြီးကစားထားတော့သူတို့နည်းနည်းလေးတော့
မလူးတာမလုံးတာဖြစ်နေတဲ့အချိန်မှာဂျပန်ကခံစစ်ကိုလုံးကျွေးလိုက်တယ်ပေါ့နော်ရွေးတဲ့အချိန်မှာဘရာဇီးကကစားတာပို့ပြီးတော့တွတ်သွားတယ်ပို့ပြီးတော့ကောင်းသွားတယ်ဘာကီတာမရှိတာလည်းတော်တော်ကောင်းသွားတယ်ပေါ့ဒါကတော့နောက်ဆုံးတော့ဒီဘရာဇီးအနိုင်ကိုရသွားတယ်ဘောလုံးတနက်ကဘောလုံးပြတ်သွားတာပေါ့နော်ပြတ်သွားတဲ့အချိန်မှာအဲ့ဒီဘောလုံးကကင်မရာစီကိုရောက်တယ်ကင်မရာကမာတင်နာလီကိုထိုးပေးတဲ့အချိန်မှာကန်သွားတာကိုသမဆူဇူကီပုတ်ပြီးမှတိုင်ကိုထိပြီးတော့ဝင်သွားဘာမှမတက်နိုင်ဘူးနော်ကန်ချက်ကအရန်မပြင်းပြီးမှလမ်းကြောင်းကောင်းတယ်လမ်းကြောင်းကောင်းတဲ့ခါကျတော့ဝင်သွားတော့ဆိုတော့ဂါဘရီယယ်2ယောက်တော်တော်လေးအလုပ်ဖြစ်သွားတယ်အာဆင်နယ်ကစားသမား2ယောက်တယောက်ကဂိုးဖန်ပြီးတဲ့တယောက်ကအနိုင်ကိုသွင်းတယ်ပြီးတော့ဒီကက်စမီရိုနဲ့ဂွေမာရာဆိုတော့တယောက်က United ကွင်းတဲ့လူဟောင်းတယောက်က Newcastle Premier League နဲ့ပတ်သက်နေတဲ့သူတွေပေါ့နော်ဘရာဇီးကိုတော်တော်အကျိုးပြုသွားတယ်ဆိုတော့နောက်ဆုံးတော့ဂျပန်အတွက်တကယ်ကိုရင်ကွဲစရာညတညဖြစ်ခဲ့တယ်ဝါကပ်နောက်ကောက်ပွဲတွေမှာတော့ကျွန်တော်ဒီမြင်ခွင့်နဲ့အများနဲ့မြင်ရတာပါမကြာခဏမြင်ရတယ်နိုင်သွားတဲ့အသင်းကအောင်ပွဲခံနေတစ်ဖက်ကအောင်ပွဲခံနေပြီးတော့တစ်ဖက်ကတော့ဒီမျက်ရည်တွေနဲ့ကွင်းထဲမှာတုံးလုံးပတ်လက်ဆိုတာတွေမြင်ရတယ်ဂျပန်အသင်းတို့မြင်ရတာစိတ်တော့မကောင်းသူတို့စူးစူးစီစီကောင်းကောင်းမွန်ကစားနိုင်ခဲ့ပြီးတော့ဂုံလည်းမငယ်ခဲ့ဘူးပေါ့နော်ဆိုတော့နောက်ဆုံးတော့ဒါဘရာဇီးတက်သွားတယ်ထားတဲ့တန်းတက်သွားတယ်ပြောလို့ရပါတယ်တကယ်လေဂျပန်ထပ်ဖို့ကောင်းခဲ့တယ်ပေါ့နော်ဆိုတော့ဒါတော့ဘရာဇီး2-1ဂျပန်ပွဲနဲ့ပတ်သက်ပြီးသုံးသပ်ခဲ့တာပါကြည့်ရှုအားပေးကြကြပြည်သူများအားလုံးအထူးပဲကျေးဇူးတင်ပါတယ်